အတိတ်ကအချစ်ဇလံအစလေးကတော့ ဟင်းထက်ဆိုတဲ့အမီလွဲကောင်းလေးကမျက်နှိုးသူကိုဆိုတဲ့အမီလွဲကောင်းမလေးကိုလိုင်းပေါ်ကစကားစဖြိုရကနေအပြန်အလှန်စကားပြောကြရင်တဖြည်းဖြည်းချစ်မိသွားခဲ့တယ် မျက်နှိုးသူကလည်းဟင်းထက်ရင်စကားအပြောအဆိုဂယုစိုက်မှုလေးတွေကိုသဘောကျနေခဲ့တယ် ။တနေ့မှာတော့ဟင်းထက်ကမျက်နှိုးသူကိုချစ်ကြောင်းဖွင့်ပြလိုက်တယ်။မျက်နှိုးကိုအယမ်းချစ်တယ်။မျက်နှိုးကိုချစ်ရလား မျက်နှိုးသူကတော့ကိုဟင်းထက်မျက်နှိုးကလေတက်ကတူကြောင်းပြန်ဖွင့်မှအဖေပေးမယ်နော်လို့ပြန်ပြောခဲ့တယ် ။ဟင်းထက်ကလည်းမျက်နှိုးကိုအဖြေပေးမယ်နေကိုစောင့်နေပါမယ်ဆိုပြီးအွန်လိုင်းကနေစကားတွေအပြန်အလှန်ပြောရင်တယောက်နဲ့တယောက်ပိုရင်းနှီးလာကြတယ် ကြောင်းပြန်ဖွင့်တဲ့တနေ့မှာဟင်းထက်ကမျက်နှိုးသူကို message ပို့လိုက်တယ်အတန်းပြီးရင်မုံသွားစားကြရအောင်လို့ပို့လိုက်တယ် ။မျက်နှိုးသူကတည်းသူ့တငယ်ချင်းတွေလည်းခေါ်ခဲ့မယ်နော်။တငယ်ချင်းတွေနဲ့အတူသွားစားကြမယ်နော်လို့စပြလိုက်ပါတယ် အတန်းတွေတက်ပြီးလို့ညနေရောက်လာတော့ဟင်းထက်ကသူ့တငယ်ချင်းတွေနဲ့အတူမျက်နှိုးသူဆင်းလာမဲ့လှီကားနားကနေတငယ်ချင်းတွေနဲ့အတူရင်ခွန်စွာနဲ့စောင့်နေကြတယ် ။မျက်နှိုးသူနဲ့သူ့တငယ်ချင်းတွေဆင်းလာတဲ့အခါမျက်နှိုးသူကသူ့ကိုစောင့်နေတဲ့ဟင်းထက်ကိုတွေ့တော့ရှပြုံးလေးပြုံးရင်းဆင်းလာခဲ့တယ်။ဟင်းထက်နဲ့မျက်နှိုးသူတို့ရဲ့တငယ်ချင်းတွေနဲ့အတူကျောင်းရဲ့မုတ်ဦးဝါကိုစကားတွေပြောရင်းလမ်းလျှောက်သွားကြတယ်။